မင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ကျွန်တော်တို့အားလုံးအတွက်အလွန်အရေးကြီးပြီးတော့လက်ရှိကာလနဲ့လည်းအလွန်သက်ဆိုင်တဲ့ခေါင်းစဉ်တစ်ခုကြောင့်ဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့မီဒီယာရဲ့အခန်းကဏ္ဍနဲ့သတင်းအမှန်သတင်းမှာခွဲခြားနေရဖြစ်ပါတယ်ကျွန်တော်တို့နေ့စဉ်ဘဝမှာမီဒီယာဆိုတာမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်နေပါပြီမနက်မိုးလင်းဖုံးဖွင့်လိုက်တာနဲ့သတင်းတွေအချက်လက်တွေဖြော်ပြရေးတွေဟာကျွန်တော်တို့စီအမြဲရောက်ရှိနေပါတယ်ရုပ်မြင်သံကြားရေဒီယိုသတင်းစာတွေကနေစလို့ခုခေတ်မှာလူမှုကွန်ရက်တွေ website တွေလို digital media တွေအထိမီဒီယာအမျိုးအစားပေါင်းစုံကကျွန်တော်တို့ကိုဝန်ရံထားပါတယ်မီဒီယာဟာကျွန်တော်တို့ကိုသိပညာတွေပေးတယ်ကဘာကြီးနဲ့ချိတ်ဆက်ပေးတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ရဲ့အမြင်တွေကိုလည်းလွှမ်းမိုးနိုင်ပါတယ်ဒါပေမဲ့ဒီလိုသတင်းချက်လက်တွေပေါ်များလာတာနဲ့မျှသတင်းအမှားတွေရဲ့စိန်ခေါ်မှုတွေကိုလည်းကျွန်တော်တို့ရင်ဆိုင်လာရပါတယ်ဘယ်သတင်းကအမှန်လဲဘယ်သတင်းကအမှားလဲဆိုတာခွဲခြားရခက်ခဲလာပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုမှာမီဒီယာရဲ့အရေးပါတဲ့အခန်းကဏ္ဍကိုပြောပြမှာဖြစ်ပြီးတော့အဲ့ဒီနောက်မှာသတင်းအမှားတွေရဲ့သားကောင်မဖြစ်ရအောင်သတင်းအမှန်ကိုဘယ်လိုခွဲခြားသိမြင်နိုင်မလဲဆိုတဲ့လက်တွေ့ကျတဲ့နည်းလမ်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးသတင်းတွေကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိအောင်လို့ရည်ရွယ်ပြီးဒီဗီဒီယိုဖန်တီးလိုက်တာဖြစ်ပါတယ်နော်မီဒီယာဟာကျွန်တော်တို့လူအဖွဲ့အစည်းအတွက်ဘယ်လိုအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေလဲဆိုတာကိုအဓိကအချက်၃ချက်နဲ့ဆွေးနွေးပေးပါမယ်နံပါတ်၁သတင်းပေးသူနဲ့အသိပညာပေးသူမီဒီယာရဲ့ပထမဆုံးနဲ့အဓိကအကြဆုံးတောင်းရင်ကတော့သတင်းအချက်လက်ပေးဖို့ပါပဲကျွန်တော်တို့ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲကဘာကြီးမှာဘာတွေဖြစ်ပျက်နေလဲဆိုတဲ့ကိစ္စရပ်တွေအချိန်နဲ့တပြေးညီမှန်မှန်ကန်ကန်ပေးဖို့လိုပါတယ်ဥပမာရာသီဥတုသတင်းဒီဘဝရေးသတင်းနိုင်ငံရေးအခြေအနေစတာတွေပေါ့ဒီအပြင်မီဒီယာတွေဟာအသိပညာပေးခြင်းကိုလည်းလှုပ်ဆောင်ပါတယ်ကျန်းမာရေးဆိုင်ရာအသိပညာပေးအစီအစဉ်တွေသိပ္ပံနဲ့နည်းပညာတိုးတက်မှုတွေအကြောင်းတမိုင်းကြောင်းဆိုင်ရာမှတ်တမ်းရုပ်ရှင်တွေဟာကျွန်တော်တို့ရဲ့အသိပညာကိုမြင့်တင်ပေးပါတယ်မီဒီယာကြောင့်ပဲကျွန်တော်တို့ဟာမရောက်ဘူးတဲ့နေရာတွေမတည်သေးတဲ့ယဉ်ကျေးမှုတွေအကြောင်းကိုသိခွင့်ရပြီးကဘာကြီးနဲ့ချိတ်ဆက်မိလာပါတယ်နံပါတ်1စောင့်ကြည့်သူနဲ့ထိန်းချုပ်သူမီဒီယာကိုဒီမိုကရေစီရဲ့စရုပ်ရမန်နိုင်လို့လည်းတင်စားခေါ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့သူကစောင့်ကြည့်သူနဲ့ထိန်းချုပ်သူရဲ့အခန်းကဏ္ဍကနေပါဝင်လို့ပါပဲ။မီဒီယာအစိုးရအဖွဲ့အစည်းတွေနိုင်ငံရေးသမားတွေကုမ္ပဏီကြီးတွေရဲ့လုံဆောင်ချက်တွေကိုစောင့်ကြည့်ပြီးတော့ဖော်ထုတ်ပေးပါတယ်။အာဂရိလိုက်စားမှုတွေအာဏာအလွဲသုံးစားမှုတွေမတရားမှုတွေကိုဖော်ထုတ်ပြီးပြည်သူတွေကိုချပြပေးပါတယ်။ဒါမှအစိုးရနဲ့အာဏာပိုင်တွေကပိုပြီးပွင့်လင်းမြင်သာမှုတာဝန်ယူမှုတွေလည်းရှိတာဒီလိုဖော်ထုတ်ပေးခြင်းအပြင်ပြည်သူလူထုရဲ့အခွင့်အရေးတွေအကျိုးစီးပွားတွေကိုကာကွယ်ပေးနိုင်ပါတယ်အတန်မထွက်နိုင်တဲ့ပြည်သူတွေအတွက်အတန်ထွက်ပေးနိုင်ပါတယ်မီဒီယာအစိုးရနဲ့ပြည်သူကြားအာဏာပိုင်နဲ့တာမန်ပြည်သူကြားကချင်းငင်ရှာကိုထိန်းညှိပေးတဲ့အင်အားစုတစ်ခုလည်းဖြစ်ပါတယ်နံပါတ်3စဉ်းစားတွေးခေါ်မှုလှုံ့ဆော်သူနဲ့ဆွေးနွေးပွဲဖန်တီးသူမီဒီယာကျွန်တော်တို့ကိုသတင်းအချက်လက်တွေပေးုံတက်တက်မဟုတ်ပဲကျွန်တော်တို့ရဲ့စဉ်းစားတွေးခေါ်မှုတွေကိုလှုံ့ဆော်ပေးပါတယ်လူမှုရေးနိုင်ငံရေးစီးပွားရေးစတဲ့ကိစ္စရပ်တွေအပေါ်ပြည်သူအကြားဆွေးနွေးညှင်းခုန်မှုတွေဖြစ်ပေါ်စေပါတယ်ဒီလိုဆွေးနွေးညှင်းခုန်မှုတွေကနေတစ်ဆင့်ကျွန်တော်တို့ဟာမတူညီတဲ့အမြင်တွေကိုနားလည်လာပြီးကိုယ်ပိုင်အမြင်တွေသဘောထားတွေရှိလာအောင်ဖန်တီးပေးပါတယ်ဒါအပြင်မီဒီယာဖြော်ပြရေးအစီအစဉ်တွေအမှုပညာဖန်တီးမှုတွေကနေတစ်ဆင့်လူနေမှုဘဝကိုအယောင်အသွေးစုံနေစေပြီးယဉ်ကျေးမှုတွေကိုထိမ့်သိမ်းပြန်ပွားစေတဲ့ခန်းကဏ္ဍကနေလည်းပါဝင်ပါတယ်မီဒီယာရဲ့အရေးပါပုံကိုသိပြီဆိုတော့ဒီနေ့ခေတ်မှာရင်ဆိုင်နေရတဲ့သတင်းအမှားတွေရဲ့စိန်ခေါ်မှုတွေအကြောင်းဆက်ပြီးတော့ပြပြသွားပါမယ်။ဘာကြောင့်သတင်းအမှားတွေပေါ်များလာပြီးလင်းမြန်စွာပြန့်နှံ့ရတာလဲ။အင်တာနက်နဲ့လူမှုကွန်ရက်၏လွှမ်းမိုးမှုဒီကအကြောင်းရင်းကတော့အင်တာနက်နဲ့လူမှုကွန်ရက်တွေပဲဖြစ်ပါတယ်။အရင်တော့ကသတင်းတစ်ခုဖြစ်ဖို့ဆိုတာတော်တော်ခက်ခဲပါတယ်။အဲဒီကအဖွဲ့ကစီစစ်ပြီးမှထုတ်ပြန်နိုင်တာ။ခုကြတော့ Facebook, YouTube, TikTok တို့လို platform တွေပေါ်မှာဘယ်သူမှမဆိုသတင်းတွေကိုလင်းမြန်လွယ်ကူစွာဖြန့်ဝေနိုင်ပါတယ်။
စီစဉ်မှုတွေအားနဲ့တော့သတင်းအမှားတွေပြန့်လွယ်လာပါတယ်စီးပွားရေးရည်ချက်ကြော်ညာဝင်ငွေရဖို့ဒါမှမဟုတ် website တွေကိုလူရင်းများကြီးဖို့အတွက်စိတ်လှုပ်ရှားစရာကောင်းတဲ့ခေါင်းစဉ်တွေနဲ့သတင်းအမှားတွေကောလာဟာလာတွေကိုရေးသားကြပါတယ်ဥပမာရေးကြီးတို့မကြည့်ရင်နောက်သားရသွားမယ်တို့ထူသတင်းတွေစသဖြင့်ပေါ့နိုင်ငံရေးနဲ့ဝါဒဖြန့်ချီအချို့အဖွဲ့အစည်းတွေပုံကိုယ်တွေကကိုယ့်ရဲ့ရည်ရွယ်ချက်နိုင်ငံရေးအကျိုးမြတ်အတွက်ရည်ရွယ်ချက်ရှိသတင်းအမှားတွေကိုဖန်တီးပြီးတော့ပြန့်နိုင်အောင်လုပ်ဆောင်ကြတယ်ဝါဒဖြန့်ချီအတွက်အသုံးပြုတာမျိုးပေါ့သိခံစားမှုလုံးရောခြင်းလူတွေရဲ့ဒေါသကြောက်ရွံ့မှုဝမ်းနည်းမှုအံ့ဩမှုစတဲ့စိတ်ခံစားမှုတွေကိုအသုံးချပြီးသတင်းမှားတွေပြန့်နှံ့အောင်လုပ်ဆောင်ကြပါတယ်လူတွေဟာစိတ်ခံစားမှုပြင်းထန်တဲ့သတင်းတွေကိုပုံမူမျှဝေတတ်ကြပါတယ်လေးကိုယ်တာပလိုက်လို့ကျွန်တော်တို့လူသားတွေဟာကိုယ်ယုံကြည်ထားပြီးသားအချက်လက်တွေကိုထောက်ခံတဲ့သတင်းအချက်လက်တွေကိုပိုပြီးလက်ခံမျှဝေတတ်တဲ့သဘောတဘာဝရှိပါတယ်ဒါကလည်းသတင်းအမှားပြန့်နှံ့မှုကိုအားပေးရရောက်ပါတယ်ဒီတော့ဒီလိုသတင်းအမှားတွေပေါ်များနေတဲ့ဒီနေ့ခေတ်မှာကျွန်တော်တို့အနေနဲ့သတင်းအမှန်ကိုဘယ်လိုခွဲခြားမလဲဆိုတာအရေးကြီးဆုံးပဲဖြစ်ပါတယ်သတင်းမှားတွေကိုချောက်ချားနိုင်ဖို့တိုင်းတာဆောင်ရွက်ရမယ့်အချက်၅ချက်ကိုပြောပြပေးတော့မှာဖြစ်ပါတယ်နံပါတ်1သတင်းအရင်းအမြစ်ကိုစီစစ်ပါလူကြီးစိတ်ချတဲ့မီဒီယာလားသတင်းတင်တဲ့ဌာနရဲ့အမျိုးကြီးသူရဲ့သတင်းတင်ပြပုံသတင်းကျင့်ဝတ်လိုက်နာမှုစတာတွေတုံးတက်လူဒီများပြီးကုန်တိတ်ကကျတဲ့သတင်းဌာနတွေဥပမာ BBC, RFA, Level Media, TAERI စတဲ့ဒီလိုမီဒီယာတွေဟာသတင်းမှန်တင်ပြဖို့ပိုပြီးတာဝန်ယူတတ်ကြပါတယ်သတင်းတင်သူကိုရှာဖွေပါသတင်းကိုဘယ်သူရေးတာလဲဒါမှမဟုတ်ဘယ်သူတင်တာလဲဆိုတာကြည့်ပါသူတို့ရဲ့နောက်ခံကြံ့ကြံ့မှုနဲ့ဗတ်လိုက်မှုရှိမရှိကိုစဉ်းစားပါဒါမှမဟုတ်အမည်ဘွဲ့နဲ့တင်ထားတဲ့သတင်းတွေကိုသတိထားပါ website လိပ်စာကိုစစ်ဆေးပါတရားဝင်သတင်းဌာနတွေရဲ့ website လိပ်စာနဲ့အနည်းဆက်ဆုံးတူအောင်လုပ်ထားတဲ့ website တွေရှိတတ်ပါတယ်ဥပမာ unnews.com အစား unnews.information ဒါမျိုးတွေကိုသိကြပါနံပါတ်1ခေါင်းစဉ်နဲ့အကြောင်းအရာကိုစမ်းစစ်ပါစိတ်လှုပ်ရှားလို့တဲ့ခေါင်းစဉ်တွေကိုသတိထားပါမယုံနိုင်ရာဘယ်သူမှမတည်သေးတဲ့အမှန်တရားစတဲ့ဒီခေါင်းစဉ်တွေဟာသတင်းအမှားဒါမှမဟုတ်အချက်လက်မပြည့်စုံတဲ့သတင်းတွေဖြစ်နိုင်ခြင်းမြင်မှားပါတယ်ခေါင်းစဉ်တစ်ခုတည်းကိုဖတ်ပြီးကောက်ချက်မချပါနဲ့ထဲကအကြောင်းအရာအပြည့်စုံကိုဖတ်ပြီးအချက်လက်တွေကတကယ်ပဲစီလျော်မှုရှိရလားဒုတိယရှိရလားစဉ်းစားပါသတင်းအမှားတွေဟာ professional မဆန်ပဲဒါအမှားတွေစလုံးပေါင်းအမှားတွေများတတ်ပါတယ်နံပါတ်3ဓာတ်ပုံနဲ့ဗီဒီယိုများကိုစီစစ်ပါအင်တာနက်ပေါ်မှာမြင်ရတဲ့ဓာတ်ပုံနဲ့ဗီဒီယိုတွေဟာတိကျထားတာအတူရောင်ဖြစ်တာဒါမှမဟုတ်သက်ဆိုင်ရာအကြောင်းအရာနဲ့မသက်ဆိုင်ပဲအခြားနေရာကနေခိုးယူထားတာတွေဖြစ်နိုင်ပါတယ်ကိုယ်ရဲ့ image စလိုမျိုးနည်းပညာတွေအသုံးပြုပြီးပုံတွေကိုပြန်လည်ရှာဖွေနိုင်ပါတယ်ဒါမှပုံရဲ့မူရင်းဘယ်ကလဲဘယ်တုန်းကစတင်ဖော်ပြခဲ့တာလဲစတာတွေကိုစစ်ဆေးနိုင်ပါတယ်နံပါတ်4အခြားသတင်းအရင်းမြစ်များနဲ့နှိုင်းယှဉ်ပါသတင်းတူညီမှုစစ်ဆေးပါကိုဖတ်လိုက်တဲ့သတင်းကိုယုံကြည်စိတ်ချတဲ့အခြားသတင်းဌာနအနည်းဆုံးတစ်ခုသုံးခုကနေတင်ပြထားခြင်းရှိမရှိလဲစစ်ဆေးရပါမယ်သတင်းဌာနတစ်ခုတည်းကပဲတင်ပြထားပြီးအခြားဘယ်နေရာမှမတွေ့ရဘူးဆိုရင်သတိထားပါသတင်းတွေကကိန်းဂဏန်းတွေအချက်လက်တွေကိုးကားချက်တွေရဲ့အမှန်ကန်မှုကိုသက်ဆိုင်ရာအစိုးရဌာနတွေအစည်းတွေရဲ့မူရင်းသတင်းအရင်းမြစ်တွေနဲ့တိုက်ဆိုင်စစ်ဆေးပါနံပါတ်5တန်တရားစိတ်ထားရှိပါအရာရာကိုအလွယ်တကူမယုံပါနဲ့အမြဲတမ်းမေးခွန်းထုတ်ပြီးကိုယ်တိုင်ပြန်လည်ဆန်းစစ်ပါသိခံစားမှုနဲ့ဆုံးဖြတ်ချက်ကိုရှောင်ပါကျွန်တော်တို့ရဲ့ဒေါသကြောက်ရွံ့မှုဝမ်းသာမှုစတဲ့စိတ်ခံစားမှုတွေကိုလှုံ့ဆော်တဲ့သတင်းတွေဟာသတင်းအမှားဖြစ်နိုင်ခြင်းပိုများပါတယ်ဒါကြောင့်စိတ်ခံစားမှုတော့မလိုက်ပါနဲ့သတင်းအမှားတွေကိုဘယ်လိုခွဲခြားမလဲဆိုတော့နားလဲအောင်လက်တွေ့ဥပမာလေးတွေနဲ့ရှင်းပြပေးပါမယ်ဥပမာဒီည9 နာရီမှာငလျင်ကြီးလှုပ်မယ်ဒါကြောင့်မနေ့ကစရိုးတိုင်းကြီးတွေပိတ်မယ်စတဲ့သတင်းစကားတူတွေလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့တာမျိုးတွေတွေ့ရတတ်ပါတယ်ဒီလိုသတင်းတွေဟာလူမှုအကြားထိတ်လန့်မှုစိုးရိမ်မှုတွေဖြစ်ပေါ်စေပါတယ်တစ်ခါတလေနိုင်ငံရေးသမားတအူးဒါမှမဟုတ်နိုင်ငံရေးအဖွဲ့အစည်းတစ်ခုနဲ့ပတ်သက်ပြီးကောလာဟလသတင်းတွေတိုက်ခိုက်တဲ့သတင်းတွေပေါ်လာတတ်ပါတယ်ဒီလိုသတင်းတွေဆိုရင်သတင်းရင်းမြစ်ရဲ့ခိုင်မာမှုသတင်းတင်ပြသူရဲ့ပတ်လိုက်မှုရှိမရှိစတာတွေကိုတည်တည်ချာချာစဉ်းစားပါဒီသတင်းကိုတခြားယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာ
အလားတူပါရှိခြင်းရှိမရှိနှိုင်းရှင်းကြည့်ပါတချို့သတင်းဌာနတွေကတဘိုးကိုလက်ဖြစ်အောင်ပြောတတ်ကြပါတယ်ဥပမာ NWD သတင်းဌာနလိုမျိုးတွေနေကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်မီဒီယာဟာကျွန်တော်တို့ရဲ့ဘဝနဲ့လူပေါင်းအဖွဲ့အစည်းအတွက်အလွန်အရေးကြီးတဲ့အခန်းကဏ္ဍတွေပါဝင်နေပါတယ်မီဒီယာဟာကျွန်တော်တို့ကိုသတင်းတွေပေးတယ်အသိပညာပေးတယ်စောင့်ကြည့်ထိန်းချုပ်ပေးတယ်ပြီးတော့စဉ်းစားတွေးခေါ်မှုတွေကိုလှုံ့ဆော်ပေးပါတယ်ဒါပေမဲ့အင်တာနက်ခေတ်မှာသတင်းအမှားတွေကအလွန်များပြားလာပြီးကျွန်တော်တို့ရဲ့ဘဝပေါ်စိုးကျိုးတွေတက်ရောက်စေနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးဟာသတင်းရင်းမြစ်စစ်ဆေးခြင်းအကြောင်းအရာစစ်ဆေးခြင်းဓာတ်ပုံနဲ့ဗီဒီယိုဆန်းစစ်ခြင်းအခြားသတင်းများနဲ့နှိုင်းယှဉ်ခြင်းစတဲ့နည်းလမ်းတွေကိုအသုံးပြုပြီးသတင်းအမှန်ကိုခွဲခြားသိမြင်ဖို့လိုအပ်ပါတယ်။ရေးကြီးဆုံးကတော့ဝေဖန်ပိုင်းခြားနိုင်တဲ့ရှိဖို့ပါ။အရာရာကိုအလွယ်တကူမယုံပါနဲ့။အမြဲတမ်းမေးခွန်းထုတ်ပါ။ကိုယ်တိုင်ပြန်လဲဆန်းစစ်ပါ။ဒါမှသာပုံမှန်မှန်ကန်ပြီးအသိဉာဏ်ကျွယ်ဝတဲ့လူပေါင်းဖွဲ့စည်းကိုကျွန်တော်တို့တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကနေတစ်ခုခုရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ Peace